ညီမလေးတို့ပေးစာများခွန်အရာဌာနတိုင်းမှာရှင်တို့ယောက်ျားတွေသာအစွမ်းအစရှိတဲ့ပညာတတ်တွေလို့မမှတ်ယူကြပါနဲ့လားကျမတို့မိန်းမတွေလည်းဝေဖန်ပိုင်းခြားတတ်တဲ့စင်ကြင်ဉာဏ်နဲ့ပြည့်စုံလို့ပညာတတ်ဖြစ်ကြပါသေးတယ်ကုန္ဒလကေတာထေရီအပါဒံပကတ်လွဲတဲ့လက်တွေလှုပ်ကြဆေးဆိုးပန်းရိုက်မဟုတ်တဲ့ပင်ကိုအစွမ်းစာဟာမိမသားတွေမှာမိုးရပါရှိတယ်ကိုအစွမ်းကိုကိုအတိမတ်မပြူပဲဆေးဆိုးပန်းရိုက်တွေနောက်လိုက်နေကြလို့အစွမ်းရှိလျက်လမ်းစာပြောင်းနေကြတာဓမ္မပီတိဆရာတော်ကြီးညီမလေးတို့မိမသားတွေဟာအားနည်းတဲ့သူတွေမဟုတ်ပါဘူးမိခင်မေတ္တာရှိတဲ့မိမသားတွေပြီးပြီးနှလုံးသားကခံစားလွယ်တနာလွယ်တာလေးကိုပဲအားနွယ်တယ်လို့အများကဂုဏ်ယူပြီးပြောကြတာပါအထင်မြင်သေးတာမဟုတ်ပါဘူးမိခင်မေတ္တာကြီးမားသူဟာအားရင်ကြီးမားတာပါပဲညီမလေးတို့ကိုယ်တိုင်လေကိုအင်အားသေးလာတဲ့အားနည်းသူတွေရဲ့လို့လေအထင်အမြင်မသိမိပါစေနဲ့မိခင်မေတ္တာရှိကြသူတွေဟာတနာချင်းကိုအခြေတည်ပြီးအချစ်တွေဖြစ်ပေါ်လာတတ်ကြတယ်အချစ်ကိုတန်ဖိုးထားလွန်းတဲ့မိမသားတွေအတွက်အချစ်ဟာရွှွန့်လို့ဖြစ်လာပြီးလှုပ်လေမြုပ်လေနဲ့ရုံထွက်ရခက်ခဲလာတယ်လို့အများစုကအပေါ်ယံသတ်မှတ်ထားလေရှိကြတယ်အခြေအနေနဲ့အနေထားကိုသတိမပြုဂယုမစိုက်တဲ့ဇုံလုံးကန်းအချစ်သူရဲ့ကောင်းမလေးတွေအတွက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သတိစင်ကြင်ဉာဏ်ပြည့်စုံထက်မြက်တဲ့မိမသားတွေအတွက်ဒီသတ်မှတ်ချက်အလုံးဝမဟုတ်ပါဘူးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘုရားရှင်လက်ထက်တော်ကဖြစ်ရမှန်တာရကအုပ်ထုလေးပြောပြမယ်ဘာတကြိုပြင်မှာမဲဘက်တာလို့ခေါ်တဲ့တထေသမီးလေးမွေးတဲ့နေ့မှာပဲမောင်ရန်ဆွဲတတ်တူသားလည်းဖွားမြင်တယ်မဲဘက်တာလေးဟာလှပတယ်ထက်မြက်တယ်ချမ်းသာတယ်ဒါကြောင့်သူမကိုလိုချင်တဲ့သူမှန်သမျှကိုမတူမတန်လို့သဘောထားပြီးညှင်းပယ်ခဲ့တယ်။မောင်ရဆိုင်လေးဟာတခိုးနှက်ခက်နဲ့ရှင်မွေးလာလို့ချမ်းသာပြီးမဲ့လဲခိုးကျင်စိတ်ကိုဖျောက်မရလို့နေစဉ်အမြဲခိုးလေးရှိတယ်။မောင်ရဆွေဟာတခိုးဖြစ်ပြီးမဲ့ရုပ်ချောသူတစ်ယောက်ဖြစ်တယ်။တခိုးဖြစ်သူသားကိုပြောဆိုမရလို့မိဘတွေကအိမ်ကနေနှင်ချလိုက်တယ်။ဘာသူကြိုးပြီးမှမောင်ရဆွေမခိုးဘူးတဲ့အိမ်ဆိုတာမရှိဘူးတဲ့။ပြည်သူတွေကိုဆင်းရဲဒုက္ခပေးနေတဲ့တခိုးကြီးကိုပကျင်းနဲ့တိုင်းသူပြည်သားတွေဝိုင်းဖန်ပြီးတော့လမ်းစုံလမ်းဝတိုင်းရိုက်နှက်ပြီးသေတံပေးဖို့စီစဉ်ကြတယ်။အပြစ်ဒဏ်ခံရတဲ့မောင်ရန်ဆွေကိုမြင်ပြီးမဲဘက်တာလေးကတနာချစ်သွားပြီးသူ့ကူမှမရရင်သေရပါမယ်။အဲ့ဒီလောက်ထိချစ်သွားတယ်။မဲဘက်တာရဲ့အဖေတထေးကြီးကမြို့အောင်ကိုငွေအသက်ပြ1000ပေးပြီးမောင်ရန်ဆွေကိုကေတင်ကသမီးနဲ့ပေးသားတော့တယ်။စိတ်ထားမကောင်းတဲ့မောင်ရန်ဆွေကဘဝကိုကောင်းမွန်စွာမဖြတ်သန်းခြင်းမူမဲဘက်တာလေးနဲ့မပူမပင်မကြောက်မကြနေရတာကိုမပြောမွေဘူးပိုဆိုးတာကကုံမင်းမကိုတက်လက်ဝတ်တန်းစာတွေကိုယူပြီးထွက်ပြေးဖို့ပဲကြံစီနေလေတယ်တနေ့သူ့ကိုဆင်းရဲဒုက္ခမှနဲ့လွတ်မြောက်အောင်လုပ်ပေးတဲ့စောဒပပတာတောင်ဆောင်နှက်ကိုပူဇော်ပသဖို့မဲဘက်တာလေးနဲ့တူထွက်လာခဲ့ကြတယ်အရင်ကမိမကိုဟန်ဆောင်ကျင်နာပြတဲ့သူကအခုတော့လာလန်းတစ်လျှောက်လုံးမိမကိုအော်လိုက်စုလိုက်ငေါက်လိုက်နဲ့သူ့ရဲ့ဇယက်အမှန်ကိုပြောက်သားတော့တယ်ချစ်ကြီးပေမဲ့သတိရှိတဲ့မဲဘက်တာလေးကဒီအပြောင်းလဲကိုသတိထားမိနေတယ်။တောင်ပေါ်လဲရောက်ရောမောင်ရန်ဆွေကမိမကိုရှိသမျှလက်ဝဲယတနာတွေအကုန်ချုပ်ခိုင်းတယ်။မိမိကိုတပ်ပစ်တော့မယ်ဆိုတာကိုသတိထားမိတဲ့မဲဘက်တာလေးကတုံလုံးမှုစိတ်တော့ကရောက်မှုကိုထုတ်မပြပဲအေးဆေးတည်ငြိမ်စွာပဲသူ့လင်ကိုတုံးပြန်စစ်ပြန်ခင်းတယ်။နောက်ဆုံးနှုတ်ဆက်တဲ့အနေဖြင့်လင်းတော်မောင်ကိုအရက်လေးမျက်နှာမှနေရှစ်ခိုးပြီးပွေ့ဖက်ပါရစေလို့ခွင်တောင်းတယ်အနေအေးပြီးအချစ်ကြီးတဲ့မိန်းမသားတယောက်ကထင်သိမိတဲ့မောင်ရန်စဲခင်ဗျနောက်ကျောမှနေတွန်းချခံရပြီးကြောက်ထဲကြကအသက်ဆုံးရှုံးသွားရတယ်အချစ်ကြောင့်ဘဝပြတ်တဲ့အထိဖြစ်ရပေမဲ့မိမိဘဝကိုအပြတ်မခံပါဘူးတနာချင်းကစားပြီးမချစ်တဲ့မချစ်ထိုက်သူကမှနှလုံးသားအလိုကိုလိုက်ကဘဝကိုပုံအပ်ခဲ့ပေမဲ့အသက်ဆုံးရှုံးရတဲ့အထိအဖြစ်မခံခဲ့ပါဘူးကိုယ့်ရဲ့ချစ်နဲ့မထိုက်တန်သူကိုသူနဲ့ထိုက်တန်ရခုပဲအရေးဝန်ဆုံးပေးလိုက်ရမှာကအချစ်ကြီးသူတို့တတိကြီးတတိကြီးတဲ့မိမမြတ်တို့ရဲ့တောင်းပါဒီဖြစ်ရဆိုရှိနေပေမဲ့မဲဘတ်တာလေးကဘဝကိုနောင်တပြအရှုံးပေးမသွားပါဘူးတက္ကသိုလ်ရဟန်းမဝဲကပညာရက်တွေသင်ယူပြီးမေးသမျှကိုဖြေဆိုနိုင်တဲ့ပညာရှင်အဆင့်ထိကြိုးစားခဲ့ပါတယ်သူမေးတာကိုဖြေဆိုနိုင်သူကိုနေတကာလှည့်ပြီးရှာဖွေခဲ့ရတရားစစ်သူကြီးအရှင်သာရိပုတ္တရာနဲ့တွေ့မှအရှုံးပေးကမြတ်ဗုဒ္ဓရဲ့တရားတွေကိုလေ့လာသိယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖျားရှင်တန်ရောက်လာစဉ်မတ်တရက်လျက်ပင်၄ဘိတ်မြရှိသောဂါထာကိုကြားနာပြီးတာနဲ့ပရိသံပိတာ၄ပါးနဲ့တကွရဟန္တာမကြီးဖြစ်ကမြတ်ဗုဒ္ဓရဲ့ဘိက္ခုနီသာသနာတော်မှာယဟန်မှာပြုသွားပါတယ်
တော်မြတ်စွာဘုရားကမေဘတ်တာတစ်ဖြစ်လဲကုံတလကေတာယဟန်မကိုယဟန်မတွေအထက်မှာအလင်းမြန်သောမတ်ဖို့တရားထုကိုရာတော့အမျက်ဆုံးဣတရောဘွယ်ကိုချီးမြှင့်ပေးသနာတော်မူပါပဲဒါပါပဲနမလေးအချစ်ကြောင့်အချစ်နွန်နဲ့ပြီးဘဝပြည့်ရတယ်ဆိုတာရဲဟုံးတဲ့မိမသားတွေရဲ့အလုံးမဟုတ်ပါဘူးဘာတွေပဲဖြစ်ပါသေးပြဿနာကိုရဲချင်းရင်ဆိုင်ပြီးအကောင်းဆုံးလှုပ်ဆောင်ရမှာကသာမိမသားတွေရဲ့လုပ်ပါမိခင်မေတ္တာရှိတဲ့မိမသားတွေကအားကြီးသူတွေပါယောက်ျားလေးတွေသာနေရာစုံမှာပညာတတ်သူတွေစွမ်းဆောင်နိုင်စွမ်းရှိသူတွေမဟုတ်ပါဘူးမိမသားတွေလည်းကိုယ်စွမ်းရမှာပညာရှင်တွေစွမ်းဆောင်နိုင်သူတွေပါနှမလေးတို့ကမိမိကိုယ်ကိုအကောင်းဆုံးမြင့်တင်ပြီးမိမသားတွေကအင်အားကြီးသူတွေစွမ်းဆောင်ရည်မြင့်မားသူတွေပညာရှင်တွေဖြစ်ကြောင်းလောကကိုထုတ်ဆောင်ပြလိုက်ပါကျမ်းမာရေးလူစိတ်ပါညီမလေးစုံထိနားထောင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အီတင်ပြချက်ကနေမိတ်ဆွေတို့တဲ့အနှဲငယ်များသောဘုဒ္ဓတာလေးရမယ်ဆိုရင်ပဲကျွန်တော်ကြည်နပ်ပါပြီ